မင်္ဂလာပါရှင်တန်းတိုင်ချမ်းမြေမှာကြိုဆိုပါရရှင်ယခုမိတ်ဆက်ပေးမဲ့ကွက်လေးရတော့မန္တလေးမြို့ထွန်းတုံးဖိန်မှာရှိတဲ့2060ပြီအယောင်လေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဒီကွက်လေးရတော့51လမ်းမကြီးအနီးနဲ့112လမ်းမကြီးအနီးမှာတည်ရှိပါတယ်ရှင်ပေကျဲလေးရတော့မျက်နှာပွင့်ပေ20နဲ့နောက်ကိုပေ60ရှိပါတယ်နန်းကန်ထက်အိမ်လေးပါပါတယ်ရှင်အလဲလေးကတော့အားလုံးကြိုက်တဲ့မြောက်လှည့်လေးဖြစ်ပါတယ်ရှင်ပိုင်ဆိုင်မှုစာရွက်စာတမ်းလေးကတော့ခရံလေးနဲ့ရရှိမှာဖြစ်ပါတယ်ရှင်လမ်းသားလေးလဲကျဲပါတယ်ရှင်ရောင်းချမဲ့ဈေးနှုန်းလေးကတော့6500လေးနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ရှင်ဒီကွက်လေးကိုစိတ်ဝင်စားရဆိုရင်တော့တန်တအိမ်ချမ်းမြေ39 9858363လုံးခုံကိုဆက်သွယ်ပြီးမြေပြင်ကြည့်မဲ့ချိန်လေးတနားရီကြိုချိန်ပေးလို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်